လားကျွန်တော်နာမည်တော့ Ivan ပါကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာတော့ Minecraft Survival ဆော့တော့မှာပါကဲအခုတော့ကိုလည်းမိတ်ဆက်ပြီးဆိုစလိုက်ကြအောင်ခင်ဗျာ Okay ကျွန်တော် Minecraft ရဲ့သဘောတရားကြီးစစချင်းဆော့ပြီးဆိုရင်တစ်ပင်ကိုလက်သီးနဲ့ထိုးအောင်မှာဖြစ်ပါတယ်တစ်စခုတ်လိုက်ကြအောင်တွေ့ပါပြီပေါ့နော်ဒီမှာလည်းပါရရှိနေတော့ဒီလိုချိုးတော့အားလုံးအဲ့ဘူးလည်းမရဘူးဟောရပါโอเคအားလုံးကြီးလားပြန်ခေါ်โอ้ဟိုမှာရန်သူစကန်နဲ့လီးတယ်ဗျရန်သူနဲ့လီးတယ်ဒီကောင်တော့ကျွန်တော်တနေ့ဒီကောင်တွေကိုလာတိုက်မှာပေါ့နော်ဒီကတော့တိုက်ပြီးတော့ဒီရောနိုင်ငံဖြစ်ထူထောင်လိုက်မယ်ပြီးတော့ကျွန်တော်စလိုက်ကြရအောင်နိုင်ငံထောင်ဖို့ plan အောင် let's go အဲ့ကောင်လည်းအနိုင်တိုက်နေလို့ဆိုတော့ကျွန်တော်ခဏကုန်ပါအာမာတွေဓာတ်တွေလက်နက်တွေအကုန်ပြည့်စုံရှိလို့ပေါ့နော်အဲ့ကြောင့်ပစ္စည်းတွေရအောင်ယူထားမယ် crafting တွေ craft ကြအောင် let's go soအဲ့ကောင်နေလည်းငါတွေ့မယ်ရောသိတယ်ပြန်လာခဲ့တယ်မင်းခုတော့မိုင်းသွားတူတော့မှာပြန်မိုင်းမတူဘူးအဲ့ရောက်ခိုးသွားလိုက်တယ် yes စားရတယ်ဒီသွားမချဲရဘိုင်အောက်ဆင်းလာအောင်ဒီချဲရောအိုင်ပေါင်းကြောက်တူ
တွေ့22စပတ်လို့ရပါတယ်တွေ့ဒီကခိုးတွေအကုန်တူးသွားလိုက်တော့မယ်ဒီလိုင်းကောင်တင်းနေသေးတယ်ဗျကြီးရဲ့လိုင်းကောင်သွားရှာအဲ့မှာ iron တွေအများကြီးတွေ့မှာပေါ့နော်ဖြစ်သွားโอเคအေးတပါးလေးတော့ဟုတ်ယုံဟာတသိန်းလားခေါင်းကြီးပဲမင်းကောင်းကပြေဝါစေဘကောင်းကွာဟောလာပါကန်အမလေးတူဒီနေရာရှိကြလားဒီနေရာငါတိုင်းပြီးတစ်စိတ်တစ်ပိုင်းဖြစ်လာစေပေါ့ဒီနေရာမိုက်ရတယ်အဲ့နေရာပြီးမှစုံစမ်းလေးလိုက်သွားတယ်ပေါ့နော်နောက်ပိုင်းနေကြမှာဒီရောအားရအများကြီးသွားတူတော့ဘယ်နေရာမှာသွားတူရင်ကောင်းရှောนี่มีก็ว่านะครับว่าช่วยกัน yes oh my god play the G ဟာ play the G ဒီထဲမှာတက်တာလေးရှိတယ်ဗျအဲ့တက်တာလေးကရေနာမြေပုံလေးယူပြီးသွားရှာကြအောင်ဗျာ wow ဒီမောအကြီးပဲဘယ်လိုဗီဒီယိုမှာလာတင်နေအောင်ပြီဟောတက်ကြည့်โอเคจ้ะ
တော့ကွာဒီမောင်ကတကားနှစ်ပေါက်ရှိရပေါ့နောက်တော့ပဲနော်အော်ဒီမှာအိုးအိုင်ယွန်နေတူးစရာမလိုတော့အဲ့အိုင်ယွန်နေရပြီဆိုတော့ကျွန်တော်iron 2 လောက်လိုက်မယ်ဟောဒီဒါရပြီးတော့ chest plate ကိုလောက်လိုက်မယ် okay ပြီးတော့ iron chest plate ကိုရပါပြီပေါ့နော်နည်းနည်းတော့ဆိုတော့ဖူးအားမရဘူးပိုက်စား ရှိတော့ sorry ကြည့်ကြနားလို့ပါအော်ဒီနေ့နိုင်ရှိအိုးOh my god.
ကျော်အားရအများကြီးပဲတွေ့ပြီအားရတကုံတူးရမယ်ဒီနေအောင်အနေများဒီမှာထွက်သေးဒီနေနဲ့တူးမယ်ကျော်အားရဝိုင်းဆုံးမတယ်ဆုံးမတော့ကြောက်တယ်စေးသေးနဲ့ပေါ့သိပါသေးပါနိုင်တမ်းတော့ကြားလိုက်တယ်မတွေ့ပါစေမဆုတော့အောင်โอเคဘောပြန်တက်မယ်စားကြမရှိတော့ဆိုတော့အေးပေါ်မှာရှောင်းနေတယ်ကျွန်တော်ရှောင်းနေတယ်ပြင်မတော့อุ้ยเจ็บอีกโอ้โหมองไม่โอเคพอเพียงได้ไหมများနေပြီဒီကောင်နေโอเคပြင်းရောက်ပြီဒီကောင်နေကျွန်တော်တီးမခံနိုင်တော့ကျွန်တော်ပြစ်တာတွေများနေပြီအဲ့ဒါဆိုကျွန်တော်သေးတာ3ခါလောက်ရှိသွားတယ်အကောင်ကြီးလောက်ရစကလက်တန်တက်ဆက်ကြအောင်တော့မရိုင်းတဲ့ကောင်လေးကွာဟိုမှာတွေ့တင်းတဲ့တူရတော့ကျောင်းနဲ့တီးမခံနိုင်တော့ကျွန်တော်တော်များနေတယ်ကောင်းနေကျောင်းနဲ့တတ်မှရတော့ကျောင်းว่าဖြစ်တော့ရင်တွေ့နေပြီအောင်လေ โ
เคဒီကောင်းလေးကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နောက်ကျရင်ကောင်းဒုက္ခပေးပြီးတော့ပါစားကြကြီးအိမ်ပြန်မယ်ကျွအောင်မှာတတိုင်းကပဲဒီနိုင်ငံထိထောင်လိုက်တယ်ဒီမှာဒီကောင်းလေးစီပြန်လာခဲ့ပြီဒီကပြန်လိုက်ကြရအောင်ဗျ ပေါင်းလေးဒီနော်မင်းလေးတော့ကျွန်တော်လည်းပြန်ပြီးစိတ်အေးပါပြီโอเคအိတ်မယ်တော့ပြန်ပြီးစိတ်အမြဲအိတ်ရောတိုင်းနဲ့ရောဝတ်တိုင်းကရောဘုံနဲ့ပြီးနေကောင်းတယ်စဉ်းစားလိုက်စဉ်းစားရောပြရရောင်းနေပြီးမှပေးရကြဟုတ်တော့ရောင်းတိုင်းကကြောက်တော့နေပြူလာဆုံးလို့ရှိရင်တော့တရားလုံးစားဟန်ဟုတ်လို့တော့ကိုရောင်းတိုင်းကကြောက်တော့နေโอเคကျွန်တော်တိုင်းကဘူးကြောက်တော့နေတော့အများကြီးတူးပြီပေါ့နော်တက်တာရှက်စဲမှာထည့်တာကြောက်တော့နေတော့အများကြီးတူးပါကျွန်တော်တူးခံနေရအဲ့တော့ကျွန်တော်တူးပါပြီဒါဆိုတိုင်းတစ်ဝက်လောက်တော့ပြီးမယ်ထင်တယ်တိုင်းတူးလို့ဆိုတော့ကျွန်တော်တစ်ဝက်လောက်ကိုပြီးအောင်စောက်လိုက်ပြီးရတဲ့နည်းရှိနေမှာဆိုလို့โอเคသွားစောက်ဆဆကောင်းဒီမှာဆဆဒီတိုင်းအခုတော့ဒီလောက်မထားဘူးပြီးမှကျွန်တော်ဒီတိုင်းကိုပိုးကြီးအောင်လုပ်ပါမယ်ဟောဒီလောက်ပဲလုပ်
Okay ကျွန်တော်တရားရုံတော့တဝက်လောက်ထိစောက်ပြီးပါတော့နည်းဗီဒီယိုကနည်းနည်းရှည်သွားမှဆိုတော့ဒီနေရာမှာမင်းနေတာရှင်ဒီဗီဒီယိုလေးကိုအခုလိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျွန်တော်ကျေးဇူးအထူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့တောင်းလို့ပါအောင်တတ